Elgin ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားဖို့ရန်အတွက်ဟေဘရဲဩဝါဒစာခန်းကြီး၄အပိုင်းငယ်16ထို့ကြောင့်ငါတို့သည်တနာခြင်းကိယုဏကို၎င်းတော်လျော်သောမဆခြင်းကျေးဇူးတော်ကို၎င်းခံရမည်အကြောင်းရဲရင်သောစိတ်နှင့်ကျေးဇူးပလင်တော်သို့တိုးဝင်ချင့်ကပ်ကြကုန်အံ့ဒီနှုတ်ကပတ်တော်ကတော့ဘာကိုဖော်ပြလဲဆိုရင်သခင်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကဖခင်သခင်ထံတော်ပါသို့ရဲရင်သောစိတ်နဲ့တိုးဝင်ချင်းကပ်ခွင့်ရသွားတယ်ဆိုတော့ဖော်ပြပါတယ်။ဒါကြောင့်မို့တဲ့ဖခင်သခင်ရဲ့တနာခြင်းဂိယူနာကို၎င်းနဲ့တော်လျော်သောမဆခြင်းကျေးဇူးတော်ကို၎င်းခံရမယ့်အကြောင်းရဲရင်သောစိတ်နဲ့ဒီမှာနှုတ်ကပတ်တော်ကပြောလဲဆိုတော့ရဲရင်သောစိတ်နဲ့လို့ဖော်ပြပါတယ်။ကျွန်စိတ်သဘောနဲ့ကြောက်ရွံ့စွာဖခင်သခင်စီတိုးဝင်ဖို့မဟုတ်ပါဘူး။သားကဲ့သို့အဖေစီကိုတိုးဝင်တယ်လို့မျိုးရဲရင်သောစိတ်နဲ့တိုးဝင်မှုဖြစ်ပါတယ်။ဘယ်ကိုတိုးဝင်ရမလဲဆိုရင်တော့ဂျေဇုပလင်တော်တို့တိုးဝင်ခြင်းကြရမယ်။အဲ့ဒီပလင်ကတရားစီရင်တဲ့ပလင်မဟုတ်ပါဘူး။ဒဏ်ခတ်တဲ့ပလင်မဟုတ်ပါဘူး။ဂျေဇုတော်ပလင်ဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုတနာတဲ့ဘုရားဖြစ်ပါတယ်။ကျွန်တော်တို့ကိုမဆမဲ့ဘုရားဖြစ်ပါတယ်။ကျွန်တော်တို့ကိုဂျေဇုပြုမဲ့ဘုရားရှင်ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဘက်ကသာဘုရားသခင်စီကိုတိုးဝင်ချင်းကပ်ဖို့အရေးကြီးပါတယ်။သင်တိုးဝင်လိုက်တိုင်းမှာဘုရားသခင်အသင်ကိုမငြင်းပယ်ပါဘူး။တမန်ကျမ်းစာထဲမှာဒါဝိဒ်အသက်တာကိုဘုရားသခင်နှစ်သက်ရတဲ့အကြောင်းရင်းတစ်ခုကဒါဝိဒ်ကမှားရင်အဲ့ဒီမှားတဲ့နေရာမှာသူကရက်မနေပါဘူး။မှားတဲ့နေရာမှာဆက်မနေပါဘူး။အဲ့ဒီမှားယွင်းမှုတွေကနေပြီးတော့ဘုရားသခင်စီကိုသူတိုးဝင်တယ်။ဘုရားသခင်ရင်ဝင်တဲ့ကိုသားကဲ့သို့တိုးဝင်တဲ့အခါမှာဘုရားသခင်ရဲ့ခွင့်တော်ခြင်းနဲ့မဆခြင်းကျေးဇူးပြုခြင်းကိုပြန်ခံစားရတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်မို့သင်လည်းသင်ရဲ့မှားယွင်းမှုတွေထဲမှာဆက်မနေပါနဲ့။ဘုရားရဲ့မဆခြင်းကျေးဇူးတော်ကိုခံစားဖို့သားကဲ့သို့ဘုရားသခင်စီကိုတိုးဝင်လိုက်ပါ။ဘဝမှာအဖြေမရှိတဲ့အခါသင်ကိုဘယ်သူမှမကူညီနိုင်တဲ့အခါမှာသင်ရဲ့အိမ်မက်တွေကလည်းဖြစ်မလာဘူး။သင်ရဲ့မျှော်မှန်းထားတဲ့အရာတွေကသေဆုံးသွားသလိုဖြစ်တဲ့အခါမှာဝမ်းနဲ့စိတ်ပျက်စရာတွေခါးသီးမှုတွေနဲ့ဘဝမှာကြုံတွေ့လာတဲ့အခါမှာအဲ့ဒီခါးသီးမှုတွေထဲမှာဆက်မနေပါနဲ့။သင်ကိုကျေးဇူးပြုမဲ့ဘုရားသခင်ထံတော်သို့သင်တိုးဝင်လိုက်ပါ။သင်ကိုသက်သာစေမဲ့သခင်ထံသို့သင်တိုးဝင်လိုက်ပါ။သင်ကိုဝမ်းမြောက်ခြင်းတွေပေးမဲ့ဘုရားသခင်စီကိုသင်တိုးဝင်လိုက်ပါ။ဒီနေ့သခင်ရှုကသင်ဘဝရဲ့မျှော်လင့်ချက်တွေကိုရှင်သန်စေမဲ့ဘုရားရှင်ဖြစ်ပါတယ်။ဝမ်းနည်းစရာတွေပူပန်စရာတွေခါးသီးမှုတွေထဲမှာဆက်မနေဘဲနဲ့ကျေးဇူးပြုမဲ့ဘုရားသခင်ထံသို့တိုးဝင်ဖို့တမန်ကျမ်းစာကဖော်ပြနေပါတယ်။အဲ့ဒီလိုတိုးဝင်တဲ့အခါမှာအဟံတားတွေကရှိနေမှာပါ။သခင်စီတိုးဝင်ဖို့ဘုရားသခင်စီရောက်ဖို့အတွက်အခက်ခဲတွေပိတ်ဆို့မှုတွေကရှိနေမှာပါ။ဘလို့တားဆီးပိတ်ဆို့မှုတွေရှိပါစေရဲရင်သောစိတ်နဲ့ဘုရားသခင်စီကိုတိုးဝင်လိုက်ပါ။ဘုရားသခင်ရှေ့ကိုရောက်တဲ့အခါမှာသင်လွတ်မြောက်ခြင်းကိုခံစားရမှာဖြစ်တယ်။ရှင်မာကုခရစ်ဝင်ခန်းကြီး2အပိုက်ငယ်1ကနေ12ကိုကြည့်တဲ့အခါမှာလက်ချေသေးတဲ့လူတစ်ယောက်ကိုလူ၄ယောက်ကထမ်းပြီးတော့ယေရှုစီကိုဆောင်ခဲ့ကြတယ်။ယေရှုကအဲ့ဒီအချိန်မှာကပေရနောင်မြို့အိမ်တိမ်မှာရှိနေတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီလက်ချေသေးနေတဲ့လူရောသူ့ကိုထမ်းဖို့ပေးမဲ့လူ၄ယောက်ကရောသခင်ယေရှုရှေ့ကိုရောက်မယ်ဆိုရင်အနာရောဂါပျောက်မယ်ဆိုတာကိုသူတို့အားလုံးကယုံကြည်ပါတယ်။ဒါကြောင့်မို့သခင်ယေရှုစီကိုရောက်ဖို့အတွက်သူတို့လာကြတယ်။သခင်ယေရှုစီကိုရောက်ရင်ထူးခြားမှုဖြစ်မယ်ဆိုတာကိုသူတို့သိနေတယ်။တို့ရရင်အဲ့ဒီအချိန်မှာလူအုပ်ကြီးကသခင်ယေရှုရဲ့အိမ်ထဲမှာရောအပြစ်မှာပါပြည့်နှက်နေတယ်။လူအုပ်ကြီးကသခင်ယေရှုစီမရောက်ဖို့အတွက်ပိတ်ဆို့စီးတားနေပါတယ်။ဒါပေမဲ့သူတို့ကလက်မလျှော့ပါဘူး။အဲ့ဒီအိမ်အမိုးပေါ်ကိုတက်သွားပြီးတော့သခင်ယေရှုရှိတဲ့နေရာအပေါ်မှာအမိုးကိုဖောက်ပြီးတော့လူနာကိုအိယာကရင်နဲ့တကွာရှော့ချတယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။ယေရှုကအဲ့ဒီလူတွေရဲ့ယုံကြည်ခြင်းကိုတွေ့တဲ့အခါမှာကျမ်းစာဘယ်လိုလဲဆိုရင်တော့ရှင်မာကုခရစ်ဝင်ခန်းကြီး2အပိုက်ငယ်9မှာယေရှုသည်ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လင်လက်ချေတည်သောသူအားငါသာသင်၏အပြစ်ကိုလွတ်စေပြီဟုမိန့်တော်မူတယ်။သခင်ယေရှုကလက်ချေတည်တဲ့သူကိုမင်းရဲ့အပြစ်ကိုလွတ်စေပြီလို့ဖော်ပြပါတယ်။အဲ့ဒီမှာရှိတဲ့ကြံပြုဆရာအချို့ကဒါဖះကိုလွန်ကျူးတာပဲလို့သခင်ယေရှုကိုစိတ်ထဲကနေပြောပါတယ်
ခင်ရှုကကြမ်းပြုဆရာတွေရဲ့စိတ်ထဲမှာတွေးတောတာကိုသိတဲ့အခါမှာလူသားကမြေကြီးပေါ်မှာအပြစ်လွတ်ပိုင်တယ်ဆိုတာကိုသိစေဖို့အတွက်ဤကဲ့သို့ပြောရခြင်းဖြစ်ပါတယ်ထို့နောက်အဲ့ဒီလက်ချေသေးသောလူနာကိုထလောကိုအိယာကိုဆောင်၍ကိုအိမ်သို့သွားလို့ဟုသင်အားငါဆိုသည်ဟုလက်ချေသေးသောသူအားမိန်တော်မူ၏လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်။ခင်ရှုကအဲ့ဒီလက်ချေသေးတဲ့လူနာကိုပြောကပျောက်ကင်းစေလိုက်တယ်ဆိုတာကိုတွေ့ရပါတယ်။လက်ချေသေးသူကလည်းချက်ချင်းသူ့အိယာကိုဆောင်ပြီးတော့အဲ့ဒီလူတွေရဲ့ရှေ့ကနေပြီးတော့ထွက်သွားတယ်ဆိုတာကိုကျွန်တော်တမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒီနေရာမှာသခင်ရှုကလက်ချေသေးသောသူကိုအိယာကိုဆောင်ပြီးတော့ကိုအိမ်ကိုပြန်သွားပါလို့ဘာလို့သခင်ရှုကပြောရတာလဲအမှန်တကယ်ဆိုရင်မင်းအိယာကိုထားခဲ့ပြီးတော့မင်းအိမ်ကိုပြန်တော့လို့ဒီလိုပြောရမှာမဟုတ်ဘူးလားဒီအိယာကသူနှစ်ပေါင်းများစွာအိတ်ခဲ့တဲ့အိယာဖြစ်တယ်ဒီအိယာကသူ့ကိုဆွဲချတဲ့အိယာဖြစ်တယ်ဒီလိုသူ့ကိုနှစ်ပေါင်းများစွာချုပ်ကင်ထားတဲ့လွှမ်းမိုးထားတဲ့အိယာကိုဘာလို့ယေရှုကဆောင်ခိုင်းရတာလဲအတိတ်ပဲကတော့လမ်းမှာလူတွေကတွေ့ရင်အိယာနဲ့တကွာလက်ချေတည်တဲ့သူကိုတွေ့ရင်ဟာဒီလူကဒီအိယာပေါ်မှာနှစ်ပေါင်းများစွာအိတ်ခဲ့တဲ့လက်ချေတည်တဲ့လူမဟုတ်ဘူးလားအခုပျောက်သွားပြီဆိုပြီးတော့ဖယားသခင်ရဲ့အံ့ဩဖွယ်ရာနမိတ်လက္ခဏာကိုလူတွေချီးမွမ်းဖို့သိမြင်စေဖို့ဖြစ်ပါတယ်ဒါကြောင့်မို့ခြေတော်ညီကောင်ရောက်စီတိုင်းသင်လဲသခင်ရှုစီကိုတိုးဝင်လိုက်ပါတိုးဝင်ဖို့အတွက်ပိတ်ဆို့နေတဲ့အတားအဆီးတွေရှိကောင်းရှိမှာပါဒါပေမဲ့စိတ်မပူပါနဲ့သင်ကိုမားစားမဲ့သူတွေကိုဘုရားသခင်ကပြင်ဆင်ပေးထားပါတယ်လက်ချေတည်တဲ့သူဟာသူ့ရဲ့ကိုယ်ပိုင်အားဖြင့်ဘလို့မှယေရှုစီကိုမတိုးဝင်နိုင်ဘူးဒါပေမဲ့သူ့ကိုကူညီပေးမယ်လူ၄ယောက်ကိုဘုရားကပြင်ဆင်ထားပါတယ်ဒီလိုပါပဲသခင်ရှုစီကိုရောက်ဖို့အတွက်သင်ကိုကူညီမဲ့သူတွေကိုဘုရားကပြင်ဆင်ထားပါတယ်အဓိကသင်ဘက်ကစိတ်မလျှော့လိုက်ဖို့ပါပဲငါကတော့မရတော့ပါဘူးငါကကန်ဆိုးတာပါငါနေတဲ့မြို့ကိုယေရှုကရောက်ရတဲ့နဲ့ယေရှုရှိကိုငါမရောက်နိုင်တော့ဘူးလို့သင်စိတ်မလျှော့သွားဖို့ပဲဖြစ်ပါတယ်လှည့်မပြန်သွားဖို့ပဲဖြစ်ပါတယ်သင်ဘလို့ပဲဖြစ်ဖြစ်ယေရှုစီကိုရောက်အောင်တိုးဝင်မယ်သခင်ရှုစီကိုရောက်ရင်ငါပျောက်မယ်လို့ယုံကြည်ခြင်းစိတ်ရှိမယ်ဆိုရင်ဘလောက်ပဲတားဆီးမှုတွေရှိပါစေဘလောက်ပဲပိတ်ဆို့မှုတွေရှိပါစေသင်ကိုယေရှုထံပို့ဆောင်ပေးမဲ့သူတွေကိုဘုရားကပြင်ဆင်ပေးထားပါပါလက်ချေတည်တဲ့သူကတသက်လုံးသူ့ကိုသယ်ဆောင်ထားတဲ့သူ့ကိုချုပ်ကင်ထားတဲ့အဲ့ဒီအိယာကိုသူကပြန်သယ်သွားနိုင်တယ်ဆိုတာကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ဒီလိုပါပဲသင်ဘဝကိုချုပ်ကင်လွှမ်းမိုးထားတဲ့အရာမှန်သမျှသင်ကပြန်ပြီးတော့သယ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်သင်ကပြန်ပြီးတော့လွှမ်းမိုးသွားနိုင်မှာဖြစ်ပါတယ်သင်ကိုချုပ်ကင်ထားတဲ့အရာကအကျွေးဖြစ်ရင်ယေရှုရှိကိုရောက်တဲ့အခါမှာသင်ကအဲ့ဒီအကျွေးရဲ့အထက်မှာအဲ့ဒီအကျွေးကိုပြန်ပြီးတော့ချုပ်ကင်နိုင်တဲ့သူဖြစ်ပါလိမ့်မယ်သင်ကိုချုပ်ကင်ထားတဲ့အရာကသင်ရဲ့အသွေးသားဆန္ဒဖြစ်ရင်ယေရှုစီကိုသင်တိုးဝင်လိုက်တဲ့အခါမှာအဲ့ဒီအသွေးသားကိုသင်ကအောင်မြင်တဲ့သူဖြစ်အသက်ရှင်နိုင်မှာဖြစ်ပါတယ်သင်ကိုချုပ်ကင်ထားတဲ့အရာကဒီလောကအရာတွေဖြစ်ရင်ဒီနေ့သခင်ရှုစီကိုရောက်တဲ့အခါမှာအဲ့ဒီလောကအရာတွေကိုသင်ကပြန်ပြီးတော့လွှမ်းမိုးချုပ်ကင်နိုင်တဲ့သူအဖြစ်အသက်ရှင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ချစ်တော်ညီကောင်မောင်ရောက်စီတိုင်းသင်ဘဝရဲ့ကြည်ကွဲမှုတွေဝမ်းနည်းမှုတွေစိတ်ပြတ်မှုတွေထဲမှာဆက်မနေပါနဲ့သင်ဘဝရဲ့မှားယွင်းမှုတွေထဲမှာဆက်မနေပါနဲ့သင်ဘဝရဲ့ခါးသီးမှုတွေထဲမှာပဲအထိုင်မချလိုက်ပါနဲ့သခင်ရှုစီကိုတိုးဝင်လိုက်ပါဒါကြောင့်ဘုရားသခင်ရဲ့တနာခြင်းကရုဏာကို၎င်းတော်လျော်သောမဆခြင်းကျေးဇူးကို၎င်းခံစားရဖို့အတွက်ရဲရင်သောစိတ်နဲ့သားကဲ့သို့သောစိတ်တော်နဲ့ဘုရားသခင်စီကိုတိုးဝင်ပြီးတော့နေ့စဉ်အသက်ရှင်တော်သူများဖြစ်စေဖို့အတွက်ဝင်ငှပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ